အားလုံးကျန်းလေးမာတွေနေလေးကောင်းနေလို့နော်ချစ်ပေးပါအောင်တက်တိုင်းစวัสดีค่ะအမစวัสดีလားHello အားလုံးပဲမင်္ဂလာပါကဲဒီနေ့ကကြတော့ဖြိုးလာပြီးတော့မှာပေါ့နော် Messenger ထိလာပြီးတော့မေးထားတယ်ဖြိုးရေးအိမ်ကဖြိုးရဲ့သားလေးနဲ့သမီးလေးပြပေးပါအောင်နေကောင်းရဲ့လားကျန်းမာရဲ့လားဆိုပြီးတော့ပေါ့နော် Messenger ထိလာပြီးတော့မေးထားပါတယ်လို့ကဲဒီနေ့ကကြတော့လာပြီးတော့ပြပေးတာဖြိုးရဲ့သားလေးအတော်လေးကြီးနေပါပြီလို့ဒီမှာရှစ်စရာလေးအရင်ရှစ်စရာကောင်းတယ်အသေးလေးအပူတုံးလေးနှလုံးသားလေးတူအရင်ရှစ်တယ်ဒါကြတော့သမီးလေးစိန်မလေးပေါ့နော်စိန်မမနီမခမနီမတီမလေးကျန်းလေးမှာပါတယ်နေလေးကောင်းတယ်သူ့သားလေးရောကျန်းလေးပါတယ်နေလေးကောင်းပါတယ်လို့Lucky လေးနဲ့စိန်လေးကိုရှစ်ပေးထားတဲ့အတွက်မလို့တယောက်ချင်းစီလေးကြီးစုအများကြီးတင်ပါတယ်စိန်နန်းလုံးကောင်းလို့နန်းလုံးနော်ဒီမှာပါလို့သူသားလေးကျန်းလေးပါတယ်နေလေးကောင်းတယ်အခုလာမဲ့12ရက်နေ့ကြာလို့ရှင် तू ကတလားပြည့်ပါပြီနော်ကဲအခုကကျတော့ဒီမှာကြည့်ပါလို့နော်အတော်လေးကိုရှစ်စရာကောင်းနေပါပြီလို့ဒီမှာကြည့်ပူတူးလေးနှလုံးသားလေးလုံးလေးဖြည့်နေတယ်သူ့ရဲ့ weight ကို तू မထမ်းနိုင်ဘူးအခုကကျတော့လမ်းနေတာတော့ရှောက်နေတယ်ဒါပေမဲ့သူ့ရဲ့ weight ကို तू မနိုင်သေးဘူးဟိုပြောမဆိုလို့ရှင်ဘိုက်ကလေးချွေးပြီးတော့မှပေါ့နော်အမွှေးတွေကလည်းအများကြီးပဲ तू ကကျတော့တော်တော်လေးရှစ်စရာကောင်းတယ်ဒါကကျတော့ဗာလေးဆိုလို့ရှင်တော့ပြောမဆိုလို့ရှင်ခွေးရှိပါသေးပေါက်တဲ့ခါကျလို့ရှင်တုတ်ရမယ့်ဟာလေးတွေနောက်ထပ်ဝေးလာတယ်နောက်ပြီးကျတော့ဒီမှာစိန်မကလေးမွေးပေးတဲ့နောက်ပိုင်းအရန်အစားတွေရွေးတယ်အရန်အစားတွေရွေးတဲ့ခါကျတော့သူ့ကိုကျတော့ဒီမှာအသားဘူးဒီလိုမျိုးပဲဝေကျွေးရတယ်သူစိန်ဒီလိုမျိုးပဲဝေကျွေးရတယ်ဒါကြတော့ကလေးအတွက်စိတ်လို့ကလေးအားချရအောင်နောက်ပြီးကြတော့မှကလေးကျန်းမာရအောင်ကလေးဟိုပြောတော့ဖွင့်မှုတွေကားရအောင်ဆိုပြီးတော့မှစိတ်လို့လေးကိုဝေတိုက်ပါတယ်ဈေးတော့ကြီးတယ်ဒါကြတော့စိတ်မတစ်ခါကြာလို့သူကဒီဟာလေးဆိုရင်ကြိုက်တယ်စိတ်မသူ့ရဲ့အကြိုက်ဆိုတော့မပြောချင်ဘူးတော်တော်လေးတော့ညီညာသိတယ်နော်နင်းရဲ့အကြိုက်နေတော်တော်သိတယ်နော်မကြည့်သူ့ရဲ့သားလေးကလည်းငိမ့်နေရပဲမောက်လက်ကြီးတဲ့အောင်မจริงไหนอ่ะสวัสดีลูกเชสนั่งลงလက်ပေးလက်ข้อมูลหน่อยสิข้อมูลหน่อยเอานะโอเคคันนี้ด้วยโอเคไหนสวัสดีค่ะเอามาสวัสดีแล้วลูกแล้วดึงมาလိုက်တာအခုကတော်တော်လေးပိတ်နေတယ်စိတ်မှာဘာကြောင့်လဲဆိုသူအစားအရန်ရွေးတာအရင်တော့ဆိုလို့ရှိရင် तू ကငါတက်တာစားတယ်ဆိုတော့ငါတက်တာလိုက်ကျွေးတယ်ကြက်သားစားတယ်ဆိုတော့ကြက်သားလိုက်ကျွေးတယ်အသီးနှံစားတယ်ဆိုတော့အသီးနှံတွေဝေကျွေးတယ်အခုနောက်ပိုင်းအခုအဲ့ဒါတွေကိုဘာမှမစားတော့ဘူးဒီအသားတက်ဒီလိုမျိုးဟာတွေပဲ तू ကကြိုက်တယ်ဆိုတော့ကိုကချစ်တဲ့ခါကျတော့သူတို့ကိုကချစ်တဲ့စိတ်တွေရှိတဲ့ခါကျတော့သူတို့မကြိုက်တဲ့ဟာဆိုမကြွေးချင်တော့ဘူးအဲ့လိုမျိုးသူတို့ကြိုက်တဲ့ဟာတွေပဲကိုကလိုက်ကျွေးတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားတယ်ဒီမှာသူ့ရသားလေးပေါ့ lucky လေးပေါ့ကွယ် lucky လေးကကျတော့အတော်လေးချစ်စရာကောင်းနေပါတယ်လို့နော်ကဲနိုင် shares นั่งลงလက်ပေးဟိုဖက်လက်နိုင်ရစวัสดีค่ะမလေးအရင်လိမ့်ပါတယ်တော်လေးလိမ့်ပါတယ်လူရိတ်ကြီးလေးရမ်းသိတယ်သူကဒီဟာလေးကြိုက်တယ်ဆိုတော့အခုကဝေးလာတာကုံသွားလို့ဆိုတော့အခုသူကြိုက်တဲ့ဟာပဲကျွေးရတယ်နောက်မှဆိုလို့ရှိရင်လူကပိန်းနေပြီဘာကြောင့်လဲဆိုတော့ကြက်သားပြုတ်ကလေးမစားတော့ဘူးကြက်သားကြော်လေးမစားတော့ဘူးငါးတွေလေးမစားတော့ဘူးဆိုတော့ဒီဟာမျိုးပဲပြင်ပြီးတော့ပြောင်းလေးပေးရတယ်ကိုကချစ်တဲ့ခါကျတော့အလိုလိုက်ရတယ်အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့ကိုကချစ်တာဆိုတော့လေဘယ်လိုဆိုအတင်းအာဓမလေးမလုပ်ချင်ဆိုတော့သူတို့ကြိုက်တဲ့ဟာပဲကျွေးချင်တာအဲ့လိုမျိုးသူတို့စားချင်တဲ့အရာပဲကျွေးချင်တာဒီမှာပါဒါကျတော့မောက်လက်ကလေးကအတင်းနှလုံးလေးပုတ်တူလေးအရန်ရှစ်စရာကောင်းတာပါအရန်ရှစ်စရာကောင်းတာကြီးရှုသူရဲ့အရန်ရှစ်တယ်တတလေးလက်ကလေးကိုရှစ်ပေးကြပါခမရတဲ့ရှစ်ပေးအောင်နော်တတလေးကိုရောနော်ရှစ်ပေးပါလို့နော်တတလေးပြောလိုက်တတလေးရောရှစ်ပေးပါခမရလို့နော်သူကကြတော့လေအခုစပြီးတော့လမ်းချောက်နေတာကန်ရိုက်ကဘားလေးနဲ့စပြီးတော့လမ်းတွေချောက်တက်နေပြီကန်ရိုက်ကဘားလေးတွေနဲ့လမ်းတွေစချောက်တက်နေအဲ့လိုမျိုးပေါ့နော်ကဲစိန်မဟာမဲမလို့မစိန်มานี่มานี่มาလာနားလာဒီနားလာအတန်အားတအားကြီးတယ်နော်ဒီနားလာကဲဒီမှာဗီဒီယိုဖိုင်လေးနှုတ်ဆက်ရအောင်သမီးနော်ဒီမှာသမီးလေးနဲ့သားလေးကဒီမှာပါလို့သားလေးကဒီမှာပါသမီးလေးကဒီမှာပါလို့နှုတ်ဆက်လိုက်ပါအောင်လို့ကဲအဲ့ဆိုလို့ရှင်ဖြူတို့ရဲ့သားမီးစလုံးအကုန်လုံးကိုရှစ်ပေးတဲ့အတွက်မလို့ကြီးစုအများကြီးတင်ပါတယ်နော်ကဲ lucky ရောစိန်ရောအဆိုရှင်ဒီလောက်ပါပဲလို့ပြပေးလိုက်ပြီးအားလုံးကျန်းလေးမာတွေနေလေးကောင်းတယ်လို့နော်ရှစ်ပေးပါအောင်တတစိန်မနေရွက်ဒီဆောက်ထောင်လို့ကဲတက်တာခမရအရင်ရှိတဲ့